ကျွန်တော်ရဲ့ဒုတိယမြောက်ခီးစဉ်လေးဖြစ်တဲ့ကျွန်တော်ဘန်ကောက်ခီးစဉ်လေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီနေ့ကတော့မိုးရမ်းရွာတာပေါ့နော်ဘယ်ကိုသွားလို့သွားမှလည်းမသိဘူးအမှန်တကယ်တော့အလုပ်ကနေရှောင်ပြီးထွက်လာတာအလုပ်မှာပြဿနာတွေနေရှိလို့ထွက်လာတော့လမ်းမှာလည်းဘယ်တော့သွားမှမသိဘူးမိုးကလည်းဆက်ဆက်နေရွာတယ်ပတ္တရားနဲ့မတူတာတခုကပတ္တရားမှာမိုးသိမ့်မရွာဘူးဘန်ကောက်မှာမိုးရွာတယ်အဲ့တော့ချီဦးတက်ရတငယ်ချင်းစီသွားမယ်ဆိုပြီးတော့အထွက်နဲ့ 7-Eleven ဆိုင်မှာပဲနိုလေးတဘူးဝယ်တော့တာကင်မရာနဲ့ကြီးလိုက်တဲ့စီမှာ 7-Eleven ကောင်မလေးတွေကကင်မရာနဲ့လက်ညှိုးထိုးပြီးတော့ရည်စားနေတာဖြစ်တော့ကျွန်တော်မှနင်သွားတာပေါ့နော်အဲ့ဒါနဲ့အမိုက်ဘုံတော့မသိတာလေးပြစ်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်ခီးစဉ်တစ်ခုလုံးကိုကျွန်တော်ဗီဒီယိုမှတ်တမ်းအနေနဲ့တင်လာခဲ့တဲ့ဗီဒီယိုမှတ်တမ်းလေးတွေကိုကျွန်တော်ပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ပေါ့နော်အားလုံးပဲဆက်လက်ပြီးစောင့်ကြည့်ပေးကြပါအောင်လို့ကျေးဇူးတင်ပါတယ်